ပြီးတော့ရွှေကြိုရေးကလေးကနေတိုးနဲ့ဘသူတူလဲဆိုအိမ်ကအဖွာသူ့ဖွာပေါ့နော်အိမ်ကအမေကလေငါမြီးအတူဆုံးငါအတူဆုံးဂျိုးတို့ကပြောတယ်နဲ့တားရတဲ့ကိုနေတိုးနဲ့ပိုတူလာဆိုတော့လေဟုတ်တယ်နော်တဲ့တားရတယ်နည်းနည်းဝလာတော့တယ်ပိုတူလာဆိုရှင်မသိချင်လို့ဝဲမသွားနဲ့မင်းလေးကကိုရဲ့အဲ့လိုတယောက်ဆောင်တယောက်နဲ့ကိုတူလေးနဲ့ကိုတူတယ်လို့အပြောခံရတာဆိုတော့ရမ်းပီတီဖြစ်တာပေါ့ဒါပေမဲ့တီတီတော့ပြောရပါကိုနေတိုးရဲ့စူးစမ်းအထောက်မှုတွေကိုနေတိုးရဲ့နေပုံထိုင်ပုံတွေအလုပ်ပေါ်မှာလေးစားမှုတွေကိုတော့ဒါအတူယူရမယ်ရှူတင်ရောက်တိုင်းဆိုအဲ့လိုမျိုးတော့ပြောတာပါဘဝမှာလိုချင်တာရဖို့ဆိုလို့ရှိရင်ကိုယ့်ဘက်ကပေးဆက်ရတယ်အများကြီးရှိပါတယ်တာကြီးကတော့တာကြီးတူလေးကိုပညာတက်လေးတယောက်လည်းဖြစ်စေချင်ဘတ်စုံထူးချွန်နဲ့တရုတ်ဆောင်ကောင်းလေးတယောက်ဖြစ်စေချင်တယ်